မေသမီးကျွန်တော်ထားပါပြီဗျာကျွန်တော်ထားပါပြီအမေလည်းခံစားပါတယ်တာခံစားပါတယ်အမေသမီးအကြီးတိတ်တဲ့ကလေးသူ့အဖေမရှိတော့တဲ့နောက်ပိုင်းအမေသမီးအကြီးမကြီးအလိမ္မာတော့ကြီးဒီအမေနဲ့ဒီညီမလေးတွေကိုပြုစုဆောင်ရှောက်သွားတဲ့ကလေးအမေကပေါ်ပြီးခံစားပါတယ်တာအမေပေါ်ပြီးခံစားပါတယ်မဟုတ်ဘူးဗျာမဟုတ်ဘူးသူကျွန်တော်ပေါ်တောင်းနေချေသလားကျွန်တော်သူ့ပေါ်တောင်းမချင်ဘူးမေသူပြောခဲ့တဲ့စကားတွေသူမှာခဲ့တဲ့စကားတွေကျွန်တော်ပြောမတော့ဘူးဗျာကျွန်တော်ပြောမတော့ဘူးပြောပါသားအမေသမီးကြီးရဲ့စကားကိုအမေကိုကြားခွင့်ပြုပါတမလွန်ရောက်သွားတဲ့အမေသမီးကြီးရဲ့စကားအမေကြားချင်ပါလေပြောပါသားရဲ့ကျွန်တော်ပြောလိုက်ရင်အမေကျွန်တော်မုန်းသွားပါလေကျွန်တော်ကြောက်တယ်ဗျာသားရဲ့တမလွန်ရောက်နေတဲ့အမေရဲ့သမီးကြီးရဲ့စကားကိုအမေလည်းကြားချင်တာပေါ့ပြောပါသားရဲ့ပြောစမ်းပါဘာတွေများပြောခဲ့တာလဲမိမရေပြောလိုက်တော့မယ်နော်သူဆုံးပါသွားခဲ့ရင်ကျွန်တော်နောက်တယောက်ထပ်မယူပါနဲ့တဲ့ဟောဒီကအလက်မအောင်ပဲတေရမန်တဆုံပေါင်းတင်သွားပေးပါတဲ့အဲ့လိုတွတ်ပြောခဲ့တယ်ဗျာကျွန်တော်အဲ့လိုမှားခဲ့တာအမေရဲ့အဲ့စကားကိုကျွန်တော်ပြောမထွက်ဘူးဗျ။အိုးဒီစကားကိုဘာဖြစ်လို့ပြောမထွက်ရမှာလဲ။အမေသဘောတူတယ်။အမေသဘောတူတယ်။အမေသဘောမတူဘူးဆိုရင်တမလုံးကိုရောက်သွားတဲ့အမေသမီးကြီးကဘယ်စိတ်ကောင်းမှာမလဲ။အမေသဘောတူတယ်။အမေချက်ချင်းစီစဉ်ပေးမယ်။အခုချက်ချင်းကိုအမေစီစဉ်ပေးမယ်။သမီးရေသနာညီအမကြီးပြောတော့တဲ့စကားကိုကြားတယ်နော်ကြားပါတယ်အေးအဲ့တော့သမီးအမကြီးရဲ့ဆန္ဒအတိုင်းဟာရမောင်းအောင်မောနဲ့သမီးကိုပေးစားမယ်သမီးသဘောကရောအမကြီးနဲ့အမေတို့ရဲ့သဘောတိုင်းပါပဲသမီးလက်ခံပါတယ်မိမရေမင်းဆန္ဒပြေပြီကွာမင်းဆန္ဒပြေပြီကျွန်တော်ထားပါပြန်ပြီဗျာကျွန်တော်ထားပါပြန်ပြီအခုတော့ဖြစ်ရတာဟောဒီကအခုတော့ကောင်းကြီးကြောက်ကျွန်တော်ကောင်ဝါဆိုးလို့လာပါဗျာဟုတ်ပါမလားတားရဲ့တရားနဲ့ဖြေပါကံကံကြီးအကျိုးပေါ့အသက်တရားမနေရမှုတရားပွေရဆိုတဲ့စကားလို့သေသူမှအနိစ္စတဲ့တားရှင်သူမှဒုက္ခအမေကခံစားနေရပါတယ်တားရဲ့သမီးကြီးရောသမီးလက်ကောအမေကိုခွဲထားခဲ့တာငါတော့တိတ်လိုက်ချင်ပါတော့တယ်ငါတော့တိတ်လိုက်ချင်ပါတော့တယ်ကျွန်တော်ပြောမလို့ဗျာကျွန်တော်ပြောမလို့ဘူးမေယာအမေသိတယ်တာအမေသိတယ်ဟာဒီငါသမီးအလက်ကလေးရလေသမီးကြီးလိုပဲမင်းကိုသိချစ်တာမင်းကိုဘာတွေပြောသွားလဲဘာတွေမှားသွားလဲအမေကိုပြောအမေအားလုံးဖြည့်ဆည်းပေးမယ်အားလုံးဖြည့်ဆည်းပေးမယ်တာသူမရှိတော့တဲ့နောက်ပိုင်းနောက်ရင်တော့ပြုတ်မယ်ဆိုရင်ဘာမှမသိနားမလည်သေးတဲ့အငယ်ဆုံးမလေးကိုယူပြီးအမေကိုတေရမန်တရဆုံပြုစုဆောက်ရှောက်လိုက်ပါတဲ့အဲ့လိုမှာသွားတယ်ဗျာအဲ့တော့ကျွန်တော်ပြောတတ်ဘူးအမေကကျွန်တော်ပြောမထွက်ဘူးဟုတ်တယ်ငါသမီးအလတ်မှပြောသွားတဲ့စကားသိမှန်တယ်ငါသမီးငယ်လေးကိုဘယ်သူနဲ့မှစိတ်မချဘူးဟာရီကငါသားနဲ့ပဲပေးစားမယ်သမီးလေးရဲ့သဘောကရောမမကြီး
မမလည်းအမေအားလုံးစိတ်နှမ်းသွားရဆိုရင်ပြီးတော့ပါမယ်မေ မိမမင်းတို့ဆန္ဒတွေပြေပြီကွာမင်းတို့ဆန္ဒတွေပြေပြီ မေရင်ကြိုးပါပြီသမီးတို့ရဲ့မေရင်ကြိုးပါပြီသမီးတို့ရဲ့ပါလော်လေး ကျွန်တော်မှငိုဖို့မျက်ရည်မရှိတော့ဘူးအမေသမီး၃ယောက်ကိုကြည့်ဖို့လည်းအင်အားမရှိတော့ဘူးဗျ မင်းညာအိမ်မက်မက်တဲ့သားသူတို့၃ယောက်ကအမေကိုလာပြီးတော့ပြောသွားတယ်သားရဲ့အမေပြောမထွက်ပါဘူးသားရဲ့အမေပြောမထွက်ပါဘူး ဘာပြောသွားလဲ သူတို့၃ယောက်ကလေသမီးတို့မရှိတော့တဲ့နောက်ပိုင်းအမေသမက်ကလေးကိုလင်းသားရမှာထားပြီး